Hello ကျွန်တော်အခုရိုက်ပြမယ် blog လေးကတော့ကရင်နီပြည်မှာရှိတဲ့အလောင်းမင်းတရားကြီးဦးအောင်စီရတည်ထားတဲ့စီတီတဆူကိုကျွန်တော်ရိုက်ပြမှာဖြစ်ပါတယ်နန်းပြရနော်ပြလာပြောင်းနေပါခင်ဗျာဒီမှာဟာခွေးလေးတည်ဟဲ့ကြောက်လို့ပဲလားကြောက်စမ်း Oh my god ဒါလောင်းမင်းတရားကြီးတည်ထားတဲ့ CD ပေါ့နော်ကျွန်တော်တို့ green ဖြစ်မှာတော်လာတော့လောင်းမင်းတရားကြီးဦးအောင်စီရလားသူတည်ထားတဲ့ CD ယူပါနော်ဒီတခုလားဒါအစစ်တည်းရှိရနော်ပြရှုပ်ယူရတယ်အော်ဒီနားမလား哦，那偏离的熟悉的。ဒါပြင်ထားတော့မဟုတ်နော်မူရင်းနဲ့မမဒီနားရုပ်ပိုင်းနော်ဘယ်လိုတခုဒီဖဲလည်းမတူအဲ့ကလေးအဲ့ဆန်းတော့မဟုတ်ရဲ့ရုပ်ထဟောနော်ဟောဒီကအစင်ပေါ်မှာထိုင်